အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စိတ်ကျိုးပေါက်လို့တပိကြက်လေးနဲ့စားချင်တာနဲ့ဈေးတွေကိုတော့ပါတယ်ပြီးလို့ရှိရင်ဒီຢာတွေကဆေးရမှာဆိုတော့ခဏလေးစီထားလိုက်နော်စီထားပြီးတော့သူကိုချင်းစီကိုတိတိကျကျလေးဆေးပါတယ်ဖူဖလော့ကတခါမှမလုပ်ဘူးလေကိုကစိတ်ကျိုးပေါက်လို့ရှောက်ရိုက်ကြည့်နေတာပါမားလေးပါလေးစီအောင်ပဲခွင့်လို့ပြကြပါโอเคအဲ့ဒါလေးဆေးပြီးဆိုရင်နည်းမင်းလည်းပါတော့နည်းမင်းလည်းဆေးမှာဖြစ်ပါတယ်မာရွက်တရကျုပ်ရွက်တရဝါနေရရှိရအဲ့ဒါလေးခုံဖယ်တယ်ဖယ်ပြီးလို့ရှိရင်အောက်ခြေကတဲပါလေးဟာရတဲပါမှာဆိုလို့ဒီကြားလေးဖယ်ပြီးတော့စီးပါတယ်ဒီကြားလေးဖယ်စီပြီးလို့ရှိရင်ငပိကြီးကကြိုထားတာဆိုတော့ကြက်သေးဘောတော့မကြက်သေးတော့ပစုံကိုယွန်နေဖြောင်းမယ်ပစုံကယွန်နေဖြောင်းလိုက်လို့ရှိရင်ခွာလူကောင်းတာဟုတ်တယ်လားအဲ့တော့ဆက်ပြီးတော့အသေးလေးတွေလီးမယ်ဖျန်းချင်ဒီအစိမ်းကိုလီးမယ်ပပလေးအရင်ကမပါနိုင်ဘူးကိုမှရှိတဲ့ဓာတ်ကလည်းတိတ်တိတ်လေးဆိုတော့လီးရတိတ်မကောင်းဘူးလေโอเคခရမ်းကြီးဒီလှိပြီးသားပြီဆိုလို့ရှိရင်ပစုံအဲ့ညီချုပ်ပေးမှာပဲဖြစ်ပါတယ်ပစုံကဈေးတော်ကြီးတယ်ရွာမှာဆိုလို့ရှိရင်ရန်ဈေးမကြည့်ဘူးရောင်ကုန်မှာကျတော့ပစုံတွေကဈေးရန်ကြီးတယ်အဲတော့1000မှုလောက်ပဲဝယ်လာခဲ့လိုက်တယ်ဝယ်လာဘလောက်မှလည်းမရဘူးပြီးတော့လို့ရှိရင်လူကြီးတွေကိုတော့လောက်ညက်လိုက်ပြီးတော့ထောင်းမှာပေါ့နော်တောင်းမှုဆိုလို့ရှိရင်အမြဲမညက်မှာစိုးလို့ထောင်းနဲ့ထောင်းလို့ရှိရင်ကျွတ်တော့အဖြူလေးကိုနည်းနည်းနဲ့ထည့်သုံးတန်းလောက်ထည့်ပါသုံးထည့်ပြီးတော့ထောင်းမယ်โอเคอ่ะสังกะปิရလည်းနည်းလေးချက်ပြီးဆိုတော့ဒီစိန်ထည့်မယ်တက်တော့အဖြူကြီးကတော့ညံ့အောင်မထောင်းတော့ဘူးနော်လို့ရှိရင်ခန်းစီဒီအစိမ်းကိုထည့်မယ်အဲ့ဒါပြီးလို့ရှိရင်ပစုံလေးခုနကခွာလာတဲ့ပစုံလေးတွေကိုထည့်မယ်ထည့်ပြီးသားပြီဆိုလို့ရှိရင်ခဏအုပ်ထားမှာနော်โอเคနည်းလေးစုပြီးဆိုတော့နည်းလေးမှုဝေးပြရမှာပေါ့ဆိုတော့ခန်းစီဒီမကြက်မှာဆိုလို့ဒီတိုင်းပစုံတော့ဒီဘယ်လိုပြောမလဲလူကြီးကြီးမကြက်ဖိုင်းနဲ့စားလို့ရှိရင်လည်းဘိုက်အောင်ထတော့ဘိုက်ဒါနာတွေပါကျွတ်တက်တော့ခဏထားမယ်โอเคဒါတော့ယူပဒါနာလာပြတာဖြစ်ပါတယ်ချက်ခါနေပြီဒါပေမဲ့မချက်သေးဘူးဘိုက်ကစားနေပြီโอเคဒါဆိုလို့ရှိရင်စိတ်ပြည့်နေပြီပေါ့နော်အဲ့ကြောင့်လို့ရှိရင်ခေါင်းကအနံမီလေးတွေကိုဒီချာထည့်မယ်အနံမီလေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်အကုန်လုံးနူးအောင်ခဏလောက်အုပ်ထားလိုက်မယ်နော်ဆက်တော့ကရလို့မင်္ဂလာပါကျွန်တော်တစ်တော်နဲ့ကိုလာမိုးဆိုရဲတစ်တော်အကောင့်နဲ့အကူအောင်ဟုတ်သူကအားလဲအားပေးတယ်လေဗီဒီယိုလေးတွေကိုတင်တာလေးတွေကိုပြောတာသဘောကျတယ်အားပေးတယ်ကိုညီတရားကိုချစ်လို့ဆိုပြီးတော့ဟင်းမှုလေးတွေပို့ချင်တော့တဲ့ဆိုတော့ကျွန်တော်ကဆာအားနာလို့လေရပါလေကိုကြီးရပါညာနဲ့ပေါ့အဲ့တော့စားစီချင်းလို့ပါဆိုတော့ကိုကလည်းအားနာနဲ့ယူထားလိုက်တာပေါ့ကျေးဇူးများတင်ပါတယ်ဟာဟင်းပူးတွေက ready made တွေပေါ့ဒါပေမဲ့လူဝယ်တော့မချက်နိုင်ဘူးဒါပေမဲ့ ready made တွေပို့ပြားဓမောက်တူကဘာလဲဆိုတော့မပိစီကြောင်မိုက်တယ်နောက်တစ်ခုကကျတော့အညာချက်ငက်ချီဟောတဲ့ခေနောက်တစ်ခုကကျတော့စိတ်ချုံသူကစိတ်ကိုသူကကြောင်ကြောထားစင်းအမွားတွေမဟုတ်ဖိုင်းနဲ့စိတ်ကိုသူကကြောင်ကြောထားနေပြီးရောဘယ်လိုပြောမလဲမပြောတတ်ဘူးမိုက်တယ်ထားတယ်မိုက်နောက်တစ်ခုကကျတော့ငါ6လေးတွေငါစစ်စစ်လေးကြောင်တက်တက်လေးတွေကိုကြောင်ကြောထားတာ6တွေပဲကြော်ပေးတာလေစားခံအောင်ဆိုပြီးတော့မိုက်တယ်ထားလို့ကောင်းတယ်ဘာလဲဦးခက်စားတော့ကိုမျိုးဆိုပြီးတော့မတောင်းမြိုင်ပေါ်လာโอเคကျွန်တော်ကဒီတိုင်းမိတ်ဖြုတ်ပြတာနော်ဒီတိုင်းငါပြတာမဟုတ်ပြောကြော်ညာပေးတာမဟုတ်ဘူးโอเคဖေးမှုလေးတွေ့ကျေးဇူးများတင်ပါတယ်ကိုရေဘိုင်ဒီနေ့ကတော့ဒီတော့ပါပဲစားလမ်းစားဖက်နဲ့ဆုံးတိရှိခဲ့တဲ့တယောက်ရှိတဲ့တိုင်းကိုကျေးဇူးများတင်ပါတယ်